ဒီနေ့မနေ့စောဝီလီမှာကျွန်တော်ဆရာစောကြရပါဗျာဆရာဆမ်ယန်နဲ့အတူတူညောင်ဒီရွာကိုကျွန်တော်ထွက်လာခဲ့ပါတယ်လန်ကီမှာမနေ့ကအစာပြေစားပြီးတော့ကျွန်တော်တို့ဆာဗီဆိုင်နေရတော့ဗျာဟိုပါပေါ့ဒီညောင်လုံးရမတိုင်ခင်ပေါ့နော်အဲ့မှာစားတယ်ဒါကညောင်လုံးရပေါ့ဗျာအဲ့ဈေးတွေတွေ့မွေစားတာပါဘိုက်ကပြေးတာဟုတ်ခုမှလန်ကီမှာတော့ဘာဖြစ်ရန်ကုန်မြို့ပြရင်နဲ့ထွက်ခွာလာတယ်ဆိုတော့အခုတော့စိန်လန်းဆိုတည်တဲ့လက်ဆက်တဲ့ရှူကင်းတွေကိုမြင်ရတယ်ဒါကတော့ရွှေလောင်းဘာဖြစ်တယ်ကားဒီမှာနားတာနော်ဆက်လေးနဲ့လာကြတော့တွေ့လားအဲ့မှာလာပြီတဲ့တော့မယ်ခုခန္ဓာကိုယ်နဲ့မနေ့တည်းရတယ်အဲ့တော့ရုပ်ပြည့်စပြည့်ဖြစ်တယ်လို့မတင်တော့ဘူးနော်မြင်တဲ့အတိုင်းပဲကိုလိုပတ်လက်ရောက်ပြီရောက်ပါပြီရကြဘူးဆရာဆရာမြင်တွေ့စီစဉ်တိုင်းတင်ကြားစရာရှိတာတွေစီစဉ်စရာရှိတာတွေစီစဉ်မယ်အဲ့ဒီမှာကဲသူကဘယ်လိုစီစဉ်လဲမသိဘူးအဲ့ဒီမှာနည်းနည်းသူရိုက်ချက်တွေကစောင်းသွားတယ်စိတ်ဝင်စားလားမစားလားတော့မသိပါဘူးစီစဉ်ပြီးတော့အကောင်းဆုံးစီစဉ်ကတော့စားတော့တဲ့စီစဉ်ပဲဖြစ်တယ်ကျွန်တော်အထူးအသေးဆိုတော့ဗျာဟင်းတစ်ခွက်တော့ပို့တာပေါ့ကဲအဲ့ချိန်မှာကိုလည်းပြန်မဲ့ချိန်မှာ10တန်းချောင်းသားတွေရောင်းမယ်ဆောင်ပွဲပြီးလာတယ်တွေ့တယ်ကဲဒါအပြန်လန်းကြီးကဲပြန်တော့မယ်ကျောင်းနိုင်ဘုန်းကြီးလိုက်ပို့တယ်ဒီဘောနဲ့အစင်းလေးအစင်းမြင့်တဲ့ချော်လိုက်မဲ့ဟဲ့ကြည့်ကြအောင်ကဲချော်လိုက်တယ်ကျေးဇူးတင်ပါတယ်